လူတစ်ယောက်ဟာခြေချော်လဲပြီးရှေးဟောင်းပစ္စည်းတစ်ခုကိုတိုက်မိလိုက်ရကနေအလင်းနဲ့တစ်ခုသူ့ခန္ဓာကိုယ်ထဲတန်းကနေဝင်သွားခဲ့တယ်။အဲ့ဒီခါမှာတော့သူ့ထံမှာအရာဝတ္ထုမှန်သမျှရဲ့အစစ်အမှန်တန်ဖိုးကိုမြင်နိုင်တဲ့စမ်းကြယ်မျက်လုံးပွင့်သွားခဲ့တာပေါ့။သူဝမ်းသာအားရဖြစ်နေတော့မှပဲလေလံတင်တော့မဲ့ကွန်တိနာတစ်လုံးထဲမှာဈေးကြီးတဲ့မော်တော်ဆိုင်ကယ်တစ်စီးပါလာတာကိုရုတ်တရက်သတိထားမိသွားတယ်။အဲ့ဒီကွန်တိနာကိုကြံတဲ့သူတွေကတော့ဘာတန်ဖိုးမှမရှိတဲ့အမိုက်တွင်းလိုပဲထင်နေကြတာပါ။လေလံမအောင်ပဲပြတ်တော့မဲ့ဆဲဆဲမှာအဲ့ဒီလူကဒေါ်လာ900နဲ့ဖြတ်ဝင်လိုက်တယ်။ဘာမှမသိတဲ့တာမန်အလုပ်သမားတစ်ယောက်ကဈေးပြန်ဆွဲနေတယ်ဆိုပြီးအားလုံးကဝိုင်းလောင်ကြတာပေါ့။ဒါပေမဲ့ကွန်တိနာတွေကပစ္စည်းတွေကိုအကုန်ထုတ်လိုက်တဲ့ခါမှာတော့တကယ်ကိုတန်ဖိုးကြီးမော်တော်ဆိုင်ကယ်တစ်စီးထွက်လာခဲ့တယ်။ဒီခါမှပဲအရာအားလုံးကိုဖောက်ထွင်းမြင်နိုင်တဲ့တက်မှန်မျက်လုံးမျိုးရလိုက်ပြီဆိုတာသူသဘောပေါက်သွားခဲ့တာပါ။အဲ့ဒီနောက်တထေးတစ်ယောက်ကအဲ့ဒီဆိုင်ကယ်ကိုဒေါ်လာ80သူများနဲ့ဝယ်ဖို့ကမ်းလှမ်းပေမဲ့သူကဒေါ်လာ3သိန်းအောင်နဲ့မရောက်ဘူးလို့ညင်းခဲ့တာကြောင့်နောက်ဆုံးမှာတော့ဒေါ်လာ3သိန်းနဲ့ပဲအယောင်းဝယ်တက်သွားခဲ့ပါတယ်။ငွေတွေအများကြီးပိုရှာချင်တာကြောင့်သူဟာလက်ရှိအလုပ်ကနေချက်ချင်းနှုတ်ထွက်လိုက်ပြီး professional ရတနာတွင်းထွက်စစ်ဆေးသူတစ်ယောက်အဖြစ်ကူးပြောင်းဖို့ပြင်ဆင်လိုက်တော့တယ်။နောက်တစ်နေ့လေလံပွဲအသစ်စတာနဲ့ပညာရှင်နာမည်ကြီးတွေအမြောက်များရောက်လာကြတာကိုတွေ့ရတယ်။ဒါဟာဒီလေလံပွဲမှာတန်ဖိုးကြီးရတနာတွေအများကြီးပါနေတဲ့ဆိုတဲ့အတိတ်ပဲပါပဲ။ပထမဆုံးလေလံတင်တဲ့ပစ္စည်းကတော့နံပါတ်16ကွန်တိန်နာဖြစ်ပြီးသူကသူ့ရဲ့စမ်းကြယ်မျက်လုံးနဲ့လှမ်းကြည့်လိုက်တဲ့အခါအထက်မှာအမိုက်တွေပဲရှိနေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့အထက်တန်းစားတထေးတစ်ယောက်ကတော့ဒီကွန်တိန်နာဟာအရန်တန်ဖိုးရှိမယ်လို့တစ်ထက်ချယုံကြည်နေပြီးဒေါ်လာ40သူများနဲ့တန်းအော်တော့တာပါပဲ။ကျန်တဲ့သူတွေကလည်းတိုးပြီးဈေးပြန်ခေါ်ရင်းနဲ့နောက်ဆုံးမှာအဲ့ဒီတထေးကဒေါ်လာ80သူများနဲ့အပိုင်ရသွားခဲ့ပါတယ်။ဒါပေမဲ့ကွန်တိန်နာကိုဖွင့်လိုက်တဲ့အခါတန်ဖိုးရှိတာဘာတစ်ခုမှမပါတာကြောင့်တထေးခများနောင်တတွေအကြီးအကျယ်ရသွားခဲ့ရတယ်။နောက်တော့နံပါတ်3 18ကွန်တိန်နာလှည့်ကိုရောက်လာခဲ့တယ်။ဒီကွန်တိန်နာဟာပင်လယ်ထဲပြစ်ကျပူပြီးရေအောက်မှာ2နှစ်ကျော်ကြာမြုပ်နှံထားရတာကြောင့်ပစ္စည်းများစုဟာပင်လယ်ရေစားပြီးပျက်စီးနေကြလို့အားလုံးကအထင်သေးနေကြတာပါ။ဒါပေမဲ့ဒီလူကသူ့ရဲ့ဖောက်ထွင်းမြင်မျက်လုံးကိုဖွင့်ကြည့်လိုက်တဲ့အခါအထက်မှာရွှေချောင်းတွေပြည့်ထည့်ထားတဲ့တစ်တာတစ်လုံးဝတ်ထားတာကိုတွေ့လိုက်ရလို့အံ့ဩသွားခဲ့တယ်။သူကဒေါ်လာ30သူများခေါ်လိုက်တာနဲ့ဘေးနာကပညာရှင်တွေကစိတ်လိုက်မှန်မှမလုပ်ဖို့တတိပေးကြတယ်။အဲ့ဒီအချိန်မှာစောစောကတထေးကမင်းကအောက်ခြေလူလန်းစားဘဝကနေကံကောင်းလို့ခဏလေးတက်လာတာပါဆိုပြီးလှောင်ပြောင်းရင်းဈေးကိုဒေါ်လာ50သူများထိချက်ချင်းမြင့်လိုက်ပါတယ်။အထက်ကပစ္စည်းတွေဟာဒီထက်မတန်ဘူးလို့လည်းသူကကြွေးကြော်ခဲ့သေးတယ်။အဲ့ဒီနောက်သူကဒီလူကိုစိန်ခေါ်လိုက်တယ်။ငါရှုံးရင်မင်းကိုဒေါ်လာ1 တန်းပေးမယ်မင်းရှုံးရင်တော့မင်းဟာအောက်ခြေလူလန်းစားပဲဆိုတာဝန်ခံရမယ်။အဲ့ဒီခါဒီလူကဒေါ်လာ60သူများနဲ့အပိုင်ဆွဲလိုက်ပြီးကွန်တိန်နာကိုဖွင့်လိုက်တဲ့အခါရွှေချောင်းတွေအများကြီးထွက်ပေါ်လာခဲ့ပါတယ်။ပွဲကြည့်သူအားလုံးအလွန်မင်းအံ့အားသင့်သွားကြပြီးဒေါ်လာ1 တန်းရှုံးတော့မဲ့တထေးကြီးကတော့ဒေါသတွေထွက်ပြီးဒူးထောက်မတက်ဖြစ်သွားရပါတော့တယ်။